ကြိုက်ရင်တော့လေတဲမကြိုက်ရင်လည်းမတဲနေပေါ့နော်အဆင်ပြေလဲတဲအဆင်မပြေလဲမတဲနေပေါ့နော်ကျွန်တော်ကတော့လက်ရှိပကံရောက်နေတယ်ကျွန်တော်တဲပြတဲ့ hotel အကြောင်းလေးကိုကျွန်တော် review ပြောပြပါမယ်ကျွန်တော်ကတော့ကိုယ်သဘောကျတဲ့ပေါ့နော်အရာတွေဆိုရင်တော့ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတယ်လို့ပေါ့နော်အဲ့တော့ကြည့်ပြကြပါဒါလေးကတော့ကားပါကင်ဖြစ်ပါတယ်ဒါ hotel ရဲ့မှာရှိပါ hotel ရဲ့မှာရှိကတော့ကားပါကင်တော်တော်ကျေးပါတယ်နေရာတော်တော်ကျေးကားတွေအများကြီးဆက်နေတော်တော်ကိုကျေးပါတယ်ဟိုးဘတ်တီကိုအကျေးပါဒါတော့ hotel ရှိမျက်နှာသာဖြစ်ပါတယ်ဒါကတော့ hotel အဝင်ပေါက်ပါ hotel ရဲ့တိစောက်ထားတဲ့ပုံစံကနေရာတော်တော်ကျေးတယ်အဲ့တော့အချို့ hotel area ကျယ်မှကြိုက်တဲ့သူတွေအတွက်အဆင်ပြေတယ်သူရမှာ hotel ဝင်ရလေကျယ်တယ်လို့မြင်နေရလေတော်တော်ကျယ်တယ်ပေါ့နော်ဒါကတော့ reception မှာ reception ရဲ့ဒီဘေးတစ်ဖက်တစ်ချက်တွေမှာတော့နားလို့ရတဲ့နေရာလေးတွေရှိတယ်ပေါ့နော်ကိုအခန်းမရသေးဘူးဆိုရင်အဲ့နားလေးမှာပြည့်စုံချပြီးတော့ဒီပေါ်လေးမှာအိတ်လို့ရပါတယ်အဲ့ဒါပြီးတော့အထဲကိုဝင်သွားလို့ရှိရင်တော့ကျွန်တော်တို့အဲ့မှာက coffee တောက်လို့ရတဲ့နေရာရှိတယ်ပေါ့နော်သူတို့စီကမှာတောက်လိုက်ရတယ်ကိုယ့်ဘာသာကိုတောက်လို့ရတယ်ဒီနေရာလေးကညမီးထွန်းထားရင်တော့ပိုလှတယ်ခင်ဗျဒါကတော့နေဘက်ဆိုတော့မီးပိတ်ထားတာပေါ့နော်ပြီးတော့ဒီနေရာမှာကဘီလစ်ခုံလည်းရှိပါတယ်အဲ့တော့ဘီလစ်ထိုးခြင်းတဲ့သူတွေအတွက်ဒီမှာဘီလစ်လာထိုးလို့ရတယ်ပေါ့နော်ပြီးရင်တော့ဒီမှာတနခါလင်းလို့ရပါတယ်သူတို့ရဲ့မှာ hotel reception ရဲ့မှာတစ်ဖက်မှာတနခါလင်းလို့ရတဲ့နေရာရဲ့နားလို့ရတဲ့နေရာရဲ့သူတို့ထားပေးထားတယ်ပေါ့နော်အဲ့တော့တနခါလင်းခြင်းလေလေးလို့ရပါတယ်ဒီကနေဟိုသွားလိုက်မယ်ဆိုရင်တော့အဲ့မှာ hotel အခန်းတွေရှိပါတယ် hotel အခန်းတွေကတော့စုစုပေါင်း102ခန်းရှိတယ်ခင်ဗျအဲ့ဒါပြီးရင်ဟိုဘက်ကိုလှမ်းကြည့်လိုက်လို့ရှိရင် spa ရှိတယ်အဲ့ spa မှာလည်းသွားပြီးကြမှာ relax လုပ်လို့ရတယ်ပေါ့နော်spa ကတော့ဟိုတနာရီကိုဘယ်လောက်လေးဆိုတော့ကျွန်တော်လည်းဈေးမမေးခဲ့ဘူး spa လည်းရှိပါတယ်ဒါကတော့ spa ရဲ့မှာနေရာလေးပါကျွန်တော်ကတော့မနေ့စောစောသွားပြီးတော့ရိုက်တာဆိုတော့ spa ကတော့မဖွင့်သေးဘူးပေါ့နော်ဒီဟာကတော့ကျွန်တော်တို့ဒါreception ကိုသွားတယ်လမ်းအောက်ထပ်ပေါ့နော်အောက်ထပ်မှာလည်းပဲသူ့ရဲ့ view လေးကတော်တော်မိုက်တယ်အဲ့မှာထမ်းပင်နေရယ်ပြီးရင်သူ့ရဲ့မှာအခန်းဘေးမှာယူလို့ရှိရင်တော့အဲ့မှာကျွန်တော်ဝေယန္တာလေးတွေရှိတယ်အဲ့ဝေယန္တာလေးတွေမှာထိုင်ပြီးကြကြမှာညဘက် AC စကားပြောလို့ရတယ်ကို့အဖွဲ့နဲ့ကိုထိုင်လို့ရဝေယန္တာတွေကတော့တော်တော်ကျယ်တယ်ပေါ့နော်ဒါဒီ view လေးကဒီ view ကလည်းပဲတော်တော်လေးလှတဲ့ထဲမှာပါတယ်ခင်ဗျအဲ့ဒါပြီးရင်တော့အဲ့ဒီနေရာလေးမှာပဲနောက်ထပ်ဂျင်တစ်ခုရှိပါသေးတယ်ဒါကတော့ဂျင်ကန်းပါဂျင်ကန်းကတော့တော်တော်ကျယ်တယ်ဂျင်ကန်းကကျယ်ပြီးရင်ဟိုပစ္စည်းတွေလည်းတော်တော်စုံတယ်ခင်ဗျာဂျင်ကစားလို့ရမယ်ပစ္စည်းပေါ့နော်များသောအားဖြင့်ကတော့2ညအိတ်3ရက်3ညအိတ်4ရက်လာကြတယ်ပေါ့နော်အဲ့တော့ဒါပကံဖျားတွေပတ်ဖူတာနဲ့ရင်တချို့တွေဆိုရင်ပင်ပန်းပြီးတော့ဂျင်မကစားနိုင်ကြဘူးပေါ့နော်ဒါပေမဲ့လည်းတချို့ကြလည်းဖျားတတိဖူးတယ်တတိနားတဲ့သူတွေလည်းရှိတယ်အဲ့လိုပေါ့နော်ဖျားလိုက်မဖူးဘဲနဲ့ဟိုတယ်မှာကျန်ခဲ့တဲ့သူတွေဆိုရင်တော့ဒီမှာလာပြီးတော့ပြေးလို့ရတယ်ပေါ့နော်ဂျင်ရဲ့ပစ္စည်းတွေကတော်တော်စုံတယ်ခင်ဗျာအပြင်ကဂျင်ယုံတွေလောက်တောင်ဂျင်ယုံတွေတောင်မှဒီလောက်ပစ္စည်းစုံမယ်မထင်ဘူးပေါ့နော်ဂျင်ကန်းလည်းရှိတယ်ဒီမှာကတော့ပြီးရင်ဒါတက်လီကာနဲ့လဲတက်လို့ရတယ်ပေါ့နော်တချို့လမ်းလျှောက်ပြီးတော့မှမတက်ချင်ဘူးဆိုရင်ဒါကတော့ဒုတိယအလွှာမှာရှိတဲ့ရေကူးကန်မှာရေကူးကန်မှာလည်းပဲအေးစေးရေကူးလို့ရတယ်ပြီးရင်ဟိုနောက်ကတော့သူတို့ညပိုင်းဆိုရင်တော့ညစာရတယ်မနက်ပိုင်းဆိုရင်တော့ breakfast စားတဲ့နေရာပေါ့နော်ဒါကတော့ဒုတိယထပ်ကနေပြီးကျွန်တော်မြင်ရတဲ့ view ဖြစ်ပါတယ်ဟိုတယ်ကတော့တော်တော်ကျေပါတယ်အခန်းကလည်း102ခန်းဆိုတော့တော်တော်များတယ်အဲ့လိုကျဲလို့လဲဒါကြဲဝန်းကြိုက်တဲ့သူတွေအတွက်အဆင်ပြေတာပေါ့နော်အဲ့ထမ်းမလေးတွေကကျွန်တော်တစ်ဖက်တစ်ချက်မှာရှိပြီးရင်ဒါကတော့ကျွန်တော်အကြိုက်ဆုံးမနက်စာတော်တော်စားကောင်းပါလေမနက်စာသူ့ရဲ့အရသာတွေအကုန်လုံးကောင်းပါလေကျွန်တော်တော့တော်တော်ကြိုက်တယ် rating နဲ့ပြရမယ်ဆိုတော့ rating 9.8 လောက်ထိကိုပြီးလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့စီမှာရှိတဲ့မနက်စာတွေကတော်တော်ကောင်းတယ်ပြီးရင်အဲ့အကြိုက်ဆုံးတွေမှာအကြိုက်ဆုံးထပ်ဖြစ်တာကတော့အဲ့မှာကောင်းချင်းပေါင်းတယ်
အကျော်ဆုံးဖြစ်ပါတယ်အကျော်ဆုံးကလည်းသူတို့ဟိုတယ်ကရှက်တီကိုယ်တိုင်ကြော်ထားတဲ့အကျော်ဖြစ်တယ်ပြီးရင်ဟိုဘက်မှာတော့ကောင်းညင်ပေါင်းတော်တော်ကိုစားကောင်းပါတယ်ကျွန်တော်ကတော့အကျော်ဆုံးနဲ့ကောင်းညင်ပေါင်းကိုနှစ်ခါခွဲပြီးတော့နှစ်ခါယူစားပါတယ်ကြိုင်လွန်းလို့ဒါကတော့ဟိုတယ်ရဲ့အပေါ်ဆုံးတက်ကနေမြင်ရတဲ့ view ပါဟိုတယ်ရဲ့အပေါ်ဆုံးအထက်မှာတော့ဒီလိုမျိုးကြီးဒါလာတာဆောင်လို့ပြောလို့ရတယ်ပေါ့နော်ပြင်အကျယ်ကြီးရှိပါတယ်တော်တော်ကျယ်ပါတယ်ဟိုတယ်ကလည်းကျယ်တော့ကျအပေါ်တက်ကလည်းတော်တော်ကျယ်တယ်အဲ့တော့ဒါအဲ့အပေါ်ကနေပြီးကကျွန်တော်ဟိုဘက်ကနမ်းမြင့်ဟိုတယ်နမ်းမြင့်မျော်စင်းတို့ပြီးရင်တချို့ပကံဖျားတွေလှမ်းမြင်ရတယ်ပေါ့နော်အဲ့မှာဒါကတော့ဒါအပေါ်ဆုံးတက်ကနေပြီးတော့မှရေကုတ်ကန်ရှိတဲ့ဒုတိယထက်ကိုလှမ်းမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ထမ်းမင်းလေးတွေကနှစ်ခုရှိတယ်ဘယ်ရောညာရောပေါ့နော်နှစ်ခုအဲ့ပုံစံလေးပဲဟိုဘက်ဘက်မှာလည်းတစ်ခုရှိတယ်ဒီတော့ဒီအပေါ်ဓာတ်ကတော်တော်ကျယ်တယ်ဗျာတော်တော်ကျယ်တော့ကြဒါအခုစောင်းတွင်းဆိုတော့နည်းနည်းတော့အေးတော့ကြအပေါ်သိမ့်မတက်ကြဘူးပေါ့နော်ဒါတကြံအခါမျိုးတွေနွေရာသီဘက်လာတဲ့သူတွေဆိုရင်တော့ဒီပေါ်မှာဒါ AC စကားပြောလို့ရတယ် AC ဝိုင်းဖွဲ့ပြီးတော့ဂီတာတီးလို့ရတယ်တောက်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာရှိတဲ့ဟိုတယ်ကဒီကျွန်တော်တို့လှေကားကတစ်ခုတည်းမဟုတ်ဘူးခင်ဗျာလှေကားတွေကနှစ်ခုသုံးခုလောက်ရှိတယ်သူ့ဒေါင်းနေပေါ့နော်နေရာအစုံမှာပြောမယ်ဆိုရင်ဗျာဒီကို့အခန်းကိုဒီလမ်းတစ်ခုတည်းကသွားလို့ရတာမဟုတ်ဘဲနဲ့လှေကားကနှစ်မျိုးသုံးမျိုးရှိရတဲ့အတွက်ကြောင့်မလို့ဒါလမ်းနှစ်ခုသုံးခုကနေပြီးတော့မှကို့အခန်းကိုပတ်ပြီးသွားလို့ရတယ်ပေါ့ plastic short ချရေးဆိုပြီးဟိုတယ်တွေကျင်းသုံးနေတယ်ပေါ့နော်ဒါကြောင့်မလို့ရေကိုဖန်ပလင်းနဲ့ထည့်ထားပါတယ်ရေကိုဖန်ပလင်းနဲ့ထည့်ထားတယ်ပြီးရင်အဲ့ဒီဗီယိုထဲမှာကဗီဂန်တက်တာရှိတယ်ကိုတန်ဖိုးကြီးပစ္စည်းတွေလက်ဝတ်ရတနာတွေရှိရင်တင်လို့ရပါတယ်ပြီးရင်နောက်တစ်ခုကနည်းနည်းအားနည်းချက်လို့ပြောလို့ရမယ့်ဟာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီဟိုတယ်ကပကံမကြိုဆိုပါသည်ဆိုတဲ့မုံဦးရဲ့ဒီပေါ့နော်မုံဦးမရောက်ခင်မှာရှိတယ်ပေါ့နော်ဥမာညောင်ဦးကာကွင်းရလာမယ်ဆိုရင်ဒီပကံမကြိုဆိုပါသည်မုံဦးမရောက်ခင်မှာရှိတဲ့အတွက်ကြောင့်မလို့ဟိုဘက်မျိုးတွေကနေပြီးတော့မှညဘက်တွေလဲပြီးတော့ပြန်လို့ရှိရင်တော့နည်းနည်းလေးတော့လှမ်းတယ်ပေါ့နော်နည်းနည်းလေးပဲလှမ်းတာအများကြီးမလှမ်းဘူးခင်ဗျအများကြီးဝေးတဲ့ထဲမှာတော့မပါဘူးဒါလေးကတော့ဒါဒီတချို့တွေကြလဲဟိုတယ်ကိုလူစီတဲ့နေရာတွေမှာကြိုက်ကြတယ်ပေါ့နော်ဟိုတယ်ကိုလူစီတဲ့နေရာမှာကြိုက်တဲ့သူတွေအတွက်တော့ဒီအချက်လေးကအားနည်းချက်တစ်ခုတော့ဖြစ်သွားနိုင်တယ်ပေါ့နော်